မန်စီးတီးကလွှဲရင်ချန်ပီယံလိမှာနိုင်ပွဲကိုစီရခဲ့ကြတဲ့ပရီးမီးယားလိအသင်းများအားလုံးမင်္ဂလာပါများ WBAH Sport ဆောင်ကနေပြန်လည်ကြိုလိုက်ပါရစေ။မန်စီးတီးရဲ့အဖြစ်ကဘာနဲ့သွားပြီးတူနေခဲ့တယ်လဲဆိုတော့အကုန်လုံးကရီစားလေးတွေကိုစီပိုင်ဆိုင်သွားခဲ့ကြပေမဲ့ကိုမှတော့ခရမ်းသီးလုံးကြီးနဲ့နှစ်ပါးသွားနေရတဲ့ဆိုလိုဖြစ်နေကြတာပါ။ဘာကြောင့်လဲဆိုရင်တော့အားလုံးနဲ့တယောက်ဆိုလိုဖြစ်သွားခဲ့တဲ့အတွက်ကြောင့်လို့ပြောမှာဖြစ်ပြီးသူတို့ဟာယခုတစ်ပတ်မှာရှင်မြန်ကစားသွားခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာအရှုံးရတဲ့နဲ့ရင်ဆိုင်သွားခဲ့ရတဲ့တင်းတဲတော်ပရီးမီးယားလိကလပ်အသင်းဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။မန်ချက်စတီးအသင်းဟာမန်ယူကိုအရှုံးပေးခဲ့ရပြီးကတည်းကကန်ဆိုးသူတယောက်လိုဖြစ်နေခဲ့ပြီးနော်ဝေကလပ်ဘိုရိုကလင်အသင်းလေးကိုအနိုင်ယူနိုင်ခြင်းမရှိခဲ့တဲ့အပြင်အရှုံးဆိုတဲ့ရလဒ်ကိုပါပိုင်ဆိုင်သွားခဲ့ကြတာဖြစ်ပါတယ်။အဝေးကမှာတွားရောက်ကစားရတဲ့ဆိုပေမဲ့ဒီအသင်းနဲ့ဒီအသင်းအခုလိုကြီးတော့ဖြစ်စရာမလိုဘူးလေဆိုပြီးပြောလိုက်ချင်ပြီးမန်စီးတီးအသင်းအခြေအနေကအသင်းငယ်လေးတွေကိုလည်းမနိုင်ဘူးအသင်းကြီးကိုလည်းမနိုင်ဘူးအသင်းလက်လည်းမနိုင်ဘူးဆိုလို့ရှုံးမင်းရှုံးနေခဲ့ကြပါပြီးခဲ့ညကစားသွားခဲ့ကြတဲ့ချန်ပီယံလိပွဲစဉ်တွေမှာပရီးမီးယားလိကလပ်အသင်းတွေဖြစ်ကြတဲ့လီဗာပူးချယ်ဆီနဲ့နယူကာဆယ်တို့ဟာနိုင်ပွဲကိုစီရရှိသွားခဲ့ကြသလိုအဲ့ဒီအရင်နေ့ကစားသွားခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာလည်းစပါးအသင်းနဲ့အာဆင်နယ်အသင်းတို့ဟာဂိုးပြန်နိုင်ပွဲတွေပိုင်ဆိုင်သွားခဲ့ကြပေမဲ့မန်စီးတီးအသင်းကတော့3ဂိုးတကိုးဆိုတဲ့ရလဒ်နဲ့တူအရှုံးပေးခဲ့ရတာဖြစ်ပါတယ်ချန်ပီယံလိမှာပရီးမီးယားလိအသင်း6သင်းထိပါဝင်ရှင်ပြိုင်ကစားနေခဲ့တာဖြစ်ပြီးချန်နယ်9သင်းကအဆင့်1ကနေအဆင့်8အတွင်းမှာရပ်တည်နေခဲ့ပေမဲ့မန်စီးတီးအသင်းကတော့အဆင့်17နေရာမှာရောက်ရှိနေကြတာဖြစ်ပါတယ်အရင်နေ့ကစားသွားခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာအာဆင်နယ်အသင်းဟာအင်တာမီလန်ကိုဝေးကွင်းမှာနိုင်ယူခဲ့ပြီးတဲ့နောက်16အသင်းအဆင့်ကိုဓာတ်ရိုက်တက်ရောက်သွားခဲ့ပြီးဖြစ်တယ်လို့ပြီးခဲ့ညကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာလည်းဘိုင်ယန်မြူးနစ်အသင်းဟာယူနီယံစင်ဂျယ်လန်အသင်းကိုနှစ်ဂိုးကိုမရှိနဲ့အနိုင်ရရှိခဲ့တဲ့အတွက်သူတို့တွေဟာလည်း16အသင်းအဆင့်ကိုရောက်ရှိသွားခဲ့ပြီးဖြစ်ပါတယ်ချန်ပီယံလိအုပ်စုအဆင့်ပွဲစဉ်တွေကစားဖို့တပွဲသာကျန်ရှိတော့တာဖြစ်ပြီးပရီးမီးယားလိကလပ်အသင်းတွေထဲမှာဘယ်အသင်းကနောက်တစ်ဆင့်ကိုဓာတ်ရိုက်တက်ရောက်သွားမလဲဆိုတာကတော့စောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်WBH မှာတရားမရိုးကျအမောင်းပေါ်ရီကိုပေါက်တွေကနေကွဲထွက်နေတဲ့ both thing to score correct score တွေကိုမြန်မာဘန်ထိုင်းဘန်များဖြင့်လွယ်ကူစွာစော်ကစားနိုင်ပါပြီ